Okay ကျွန်တော် Gemini Google Gemini AI ကိုဝယ်မယ်ဆိုရင်ဘယ်လိုမျိုး feature တွေပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြသပေးမယ်အဓိကတော့ကျွန်တော်အနေနဲ့ဒါ Google Gemini ဒီ Google Gemini နဲ့မှာအခုဝယ်ထားမယ်ဆိုရင်ကျွန်တော်အနေနဲ့အဓိကတော့ဒီမှာဆိုရင်ကျွန်တော်ဒီ personal intelligence ရှိတယ်အဲ့ထဲမှာကျွန်တော်တို့app တွေကို connect လုပ်ပြီးတော့အဲ့ကိုလိုချင်တဲ့ app တွေကိုဒီကနေခိုင်းလို့ရတယ်အခုဆိုဒီမှာကျွန်တော်ပြသပေးတာလေဒီမှာဒီကိုယ့်ရဲ့ Gmail နဲ့ပတ်သက်တဲ့ Gmail ရှိမယ်ဒီ calendar တွေရှိမယ် Gmail ဆိုတဲ့ကို Gmail ငါရဲ့ Gmail ဘေးနေ့ကဘေးပစ္စည်းကိုတစ်ဖက်ပေးဘေးနေ့ကဘေး email ကိုတစ်ဖက်ပေးတယ်နောက် Google Calendar ရှိတယ်နောက် YouTube ပိုင်းနဲ့ချိန်ထားလို့ရတယ်နောက် Google Keep နဲ့လည်းသုံးလို့ရတယ်နောက်ပြီးတော့ဒီမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ Canva နဲ့ချိန်ထားတာပေါ့ကျွန်တော်ဆိုရင်ပုံတွေထုတ်ခိုင်းတယ်ပုံတွေထုတ်ခိုင်းမှကိုယ်အနေနဲ့မကြိုက်တဲ့ပုံလေးတွေအဆင်မပြေတဲ့ပုံလေးတွေမှာဖောက်မှားနေတာဆိုရင်ကျွန်တော်လည်း Canva တွေကိုပြောင်းပြီးတော့ Canva ထဲမှာတွားပြီးတော့ edit လုပ်ရတယ်ဒါတော်တော်မိုက်တယ်အဲ့ feature လေးရတော့ပြီးသွားရင်နောက်တစ်ခုကဘာလုပ်လို့ရမလဲကျွန်တော် Gemini တိစောက်လို့ရမယ်ဒီမှာ Gemini ဆိုရင်လည်းတော်တော်မိုက်တယ်ဒီမှာဆိုရင်ဒါကကျွန်တော်ဒီကျွန်တော်အောက်မှာကျွန်တော် Gemini အများကြီးတိစောက်တာရှိတယ်ဒီမှာဒီက Gemini ဆိုရင်လည်းတော်တော်ကောင်းတယ်သူကအဓိကတော့ video editor တို့နောက်ပြီးဒီတချင်းတွေဖန်တီးတာတို့နောက်ပြီးရင်ဒီတခုခုဒီဇိုင်နာဆိုတဲ့ဒီဇိုင်နာအတွက်အရင်ကောင်းတယ်နောက်ပြီး personal podcaster ဆိုလည်းရတယ်ဒီမှာကိုလိုချင်လို့စိတ်ကြိုက်ဖန်တီးလို့ရတယ်ပေါ့ဒီထဲမှာကျွန်တော်ဒီ video maker ဆိုတော့တော်တော်လေးမိုက်တယ်သူကဒီမှာကို prompt ထည့်ပြီးတော့ကိုလိုချင်တဲ့ prompt ကိုအနေနဲ့ဘေး feature တွေပါမယ်ဘာတွေပါမယ်ဆိုတော့ prompt ထည့်ထားလိုက်တာ ਨੇ ဘာလို့ပြလဲဆိုတော့ကိုအနေနဲ့ကို video လေးဒါမှမဟုတ်ပေးလိုက်တယ်သူကအဲ့ဒီပုံစံတိုင်း edit ပေးတာတော်တော်မိုက်တယ်ဒါပေမဲ့ကျွန်တော်အများကြီးတော့မဆန့်ဘူးနည်းနည်းပါးပါးဆန့်ဘူးလေOkay လူမျိုး feature တွေပါမယ်နောက်တစ်ခုကတော့ကျွန်တော်အကြိုက်ဆုံးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော် Google Photo ပေါ့ Google Photo မှာကျွန်တော်အနေနဲ့ plan တစ်ခါဝယ်လိုက်ပြီဆိုတာ ਨੇ ဒီ 5dB ထိပေးတယ်5dB ဆိုတော့တော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့ဒါကျွန်တော်ဒီဖုန်းတွေကို share ပြီးတော့သုံးတာတော့ gig 80ရှိတယ်ဒါတော့ကျွန်တော်နည်းနည်းတိတိပဲရှိသေးတယ်အများကြီးသုံးလို့ရသေးတယ်တစ်ခါဝယ်ရင်တော့ 1 year plan ဝယ်ရတာဆိုတော့သူပေးရတဲ့စီးနေတော့ကျွန်တော်တန်တယ်လို့တော့နည်းနည်းခံစားရတယ်ပေါ့Okay ဒီပါဆိုရင်နောက်ထပ်ကောင်းတဲ့ feature တခုပြမယ်အဲ့ဒါ notebook alarm ဒါကတော့ notebook alarm ဖြစ်တယ် notebook alarm မှာကျွန်တော်ဘယ်လိုမျိုးတွေပါလာမလဲဆိုတော့ဒီကျွန်တော်အနေနဲ့ဒီစာအုပ်တွေမဖတ်နိုင်ဘူးဆိုရင်လည်းအဲ့စာအုပ်တွေဒီထဲမှာထည့်ပြီးတော့ဘာသာပြန်ခိုင်းတာကိုလိုချင်တာဖန်ခိုင်းတာအဲ့လိုလည်းရတယ်လို့နောက်ပြီးတော့ဒီ YouTube ကြည့်တဲ့ခါကျရင် YouTube ရဲ့ video တွေနားမလည်ဘူးဆိုရင်လည်းအဲ့ဒီကနေ copy link ယူလာဒီမှာကျွန်တော်တို့ဒီမှာ add source ရှိတယ်အဲ့မှာဒီမှာ YouTube link တွေထည့်လို့ရတယ်ကိုအနေနဲ့ဒီPDF file တို့တော့ဒီစာတွေနားမလည်ဘူးဆိုရင်လည်းဒီ file ယူလာပြီးတော့ဒီ file ထဲမှာချပြလိုက်ယူနေသူတို့ဒီအကုန်လုံးဖန်တီးပြီးတယ်ပြီးသွားရင် Google Drive ရှိမယ် Google Drive ဆိုရင်လည်းဒီကျွန်တော်တို့ 5TB ထဲမှာပါပြီးသားကိုအနေနဲ့ file တွေသိမ်းချင်တယ်ဆိုရင် Google Drive မှာတင်လို့ရတယ်အဲ့ Google Drive မှာတင်သွားပြီဆိုရင်ကိုရှာတဲ့ခါကျရင်အဆင်မရှာနိုင်တာလို့ရှာမှာခက်ခဲတဲ့ဘိုင်းကျရင်လည်းဒီ Google Gemini နဲ့သွားပြီးငါ့ကိုဘယ်လို file ဘာအကြောင်းအရာလို့ပြောလိုက်တယ်သူ auto ရှာပေးတယ်အဲ့ feature တွေပါတော်တော်မိုက်တယ်နောက်ပြီး test copy test ပါမယ်ဒီ copy test ကျတော့ဘာကောင်းလဲဆိုတော့ဥပမာနဲ့ကျွန်တော်ချို့ဒီစာရှည်ကြီးရှိတယ်ဗျာဒီဆောင်းပါးကြီးတွေအဲ့ဆောင်းပါးကြီးတွေကျတော့ copy ယူလာတယ်ယူလာပြီးဒီမှာသူ့ထည့်ပြီးတော့ငါ့အဲ့ဆောင်းပါးအကြောင်းကိုတခြားနားနဲ့ရှင်းပြပြီးအဲ့လိုမျိုးတွေကျွန်တော်ခိုင်းနေအဲ့တော်တော်မိုက်တဲ့ feature လေးပေါ့နောက်ပြီးတော့ဒီမှာသူကပုံမှန်ဆိုရင်သူကဒီ content ပုံမှန်ဆိုရင်ကျွန်တော်ဒီမှာဥပမာတစ်ခုတင်ပေးမယ်ဒါဆိုကျွန်တော်ဥပမာနဲ့စာအုပ်တို့တင်ပြီးတော့ဒီဘက်မှာဆိုရင်ဒီ notebook alarm ကတော့တော်တော်များ free သုံးလို့ရတယ်ဒါပေမဲ့သူ limit တော့ရှိတယ်ပေါ့နောက်ပြီးတော့ free သုံးတဲ့အခါတွေအခက်အခဲကဘာလဲဆိုတော့ကိုက free သုံးတဲ့အလျောက်ကိုသူကဒီ line နေတာတို့မြန်ဆန် process တွေမပြီးတာတို့နောက်သူပြီးတဲ့အဖြေတွေကနည်းလေးပြည့်စုံမှုမရှိတာတို့အဲ့လိုပိုင်းနေတော့လည်းရှိတယ်ဒါ premium feature တွေရဲ့သဘောပေါ့အဲ့ဒါမှကျွန်တော်ဒီမှာ feature တစ်ခုပေးတာတယ်သူကဒီမှာ source ကသူကဘယ်လောက်ထိသူကဒီမှာကျွန်တော်တို့ပုံမှန်ဆိုရင် free version တွေမှာဆိုရင်အခုက90ပဲပေးတယ်ဒါကျွန်တော်တို့အနေနဲ့ဒီ YouTube link ပဲထည့်တဲ့စာအုပ်တွေပဲဒီ file previous file တွေပဲထည့်တဲ့ Google Drive ကနေပြီးတော့ဒီ file တွေယူလာပြီးထည့်တဲ့စာသားတွေပဲထည့်တော့တစ်ခါထည့်လိုက်ဆိုရင်တော့ဒီမှာတစ်ခုမှတ်လိုက်တယ်အဲ့ဒီခုကနေတော့အကြောင်းအရှင်းပြပြီးတယ်အဲ့လိုမျိုးစာအခု300တိရဒါ premium feature မှရမှာpremium feature မွေထားလို့ဆိုရင်တော့အခု90လောက်ပဲရမယ်ထင်တယ်ကျွန်တော်တို့ premium feature ကိုတော့အခု30လောက်ထိရတယ်ဒါကတော့ကျွန်တော်ဒီစာအုပ်တော့ထည့်ပြီးစမ်းပြတာပေါ့ဒီမှာမေးခွန်းလေးတွေမေးလဲရတယ်ဒါကတော့ကျွန်တော် silence problem စာအုပ်လေးပေါ့ဒီမှာအကိုအဲ့ဒါနဲ့ပတ်သက်ပြီးကိုအနေနဲ့ကိုသိချင်တဲ့အကြောင်းအရာလေးဒီမှာ test လုပ်ပြီးမေးခွန်းမေးလဲရတယ်နောက်ပြီးမှရင်တော့ဒီမှာပါ audio ထုတ်မလား slide ထုတ်မလားလူမျိုးလည်းပြန်ထုတ်လို့ရတယ်တော်တော်မိုက်တဲ့ feature လေးပေါ့ဒါကတော့ Google Gemini ဝယ်မယ်ဆိုရင်ရမယ့် feature လေးတွေကျွန်တော်တင်ပေးတာဖြစ်ပါတယ်တကယ်လို့ကိုအနေနဲ့ဒီGoogle Gemini ဝယ်ခြင်းနဲ့ဆိုဘယ်မှာဝယ်ရမလဲ Okay ဘယ်မှာဝယ်ရမလဲဆိုရင်ကျွန်တော်တို့ DBS Store မှာဝယ်လို့ရပါတယ်DBS Store ရဲ့ link ကိုကျွန်တော်အောက်မှာ comment မှာချပေးထားမယ်
DBS မှာဒီ content နဲ့ပတ်သက်တာတွေရောနောက်ပြီးတော့ကျွန်တော်တို့ DBS မှာဆိုရင်ဒီမှာ digital product တွေဝယ်လို့ရမယ် social media service တွေရမယ်content နဲ့ design တွေကို content တွေမဖန်တီးနိုင်အောင် design တွေမဆွဲနိုင်အောင်ဆိုနေတဲ့ service အလေးရတယ်logo တွေဆွဲပေးတယ် typing တွေလုပ်ပေးတယ် typing ဆိုရင်ကျွန်တော်အနေနဲ့တချို့စာတွေရှိတယ်အဲ့စာတွေမရေးနိုင်ဘူးဆိုရင်ကျွန်တော် typing ရိုက်ပေးတယ်နောက်ပြီး YouTube thumbnail လည်းဆွဲပေးတယ်ဗျကျွန်တော် YouTube thumbnail လည်းကျွန်တော်အများကြီးဆွဲပေးတာရှိတယ်ဒီအရှိအများကြီးကျွန်တော်အလုပ်ကြားထဲမှာဆိုတော့ပို့တော့မအောင်ဒီ YouTube thumbnail ထိုင်ဆွဲပေးနေရပြီးတော့ book store ရှိတယ် book store ကကျွန်တော်အနေနဲ့စာဖတ်ဝါသနာရှင်တွေအတွက်တည်တဲ့လုပ်ပေးထားတဲ့စာစာဖတ်ဝါသနာရှင်တွေအတွက်စာဖတ်တဲ့အခါကျရင်လွယ်ကူအောင်နောက်စာအုပ်တွေဖတ်ပြီးတော့အစီအမံဒီနားမနေတဲ့ပြဿနာတွေနောက်ပြီးတော့စာအုပ်တွေဝယ်ထားပေမဲ့လည်းမဖတ်ဖြစ်ဘူးနောက်ပြီးစာအုပ်တွေတနေ့တည်သွားတဲ့အခါကျရင်အစီအမံပြေတာဒါတွေပဲခုပတ်သက်ပြီးကျွန်တော်လုပ်ပေးထားရှိတယ်တော့ DBS 2ကမနက်9:00 နာရီကနေညနေ6:00 နာရီဖွင့်ရှိတယ်တခြားချိန်နဲ့ reply တော့ပြန်ပြီးတယ်ဒါပေမဲ့နည်းနည်းတော့ဒီချိန်ပြင်မှာတော့နေနောက်ကျတာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ web business ဆိုရင်ကျွန်တော်ဒီ digital telegram ကနေပြီးကျွန်တော် link ချပေးလာမယ်ကျွန်တော် page ကတော့ Facebook တို့ဘာလို့မှလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဟာတွေကဒီ page တွေပဲပြတ်သွားတာညားလို့ဗျာကျွန်တော် telegram မှာအဓိကထားပြီးရောက်မိတယ်telegram join ထားပြီးတော့ telegram မှာလူချင်းတဲ့အရာတွေကိုကျွန်တော် admin account ဆိုပြီးကျွန်တော်တင်ပြထားရတယ်အဲ့ဒီကောင်မှာကျွန်တော်လာရောက်မေးမြန်းပြီးတော့လေ digitalပတ်သက်တာတွေရော social media service နဲ့ပတ်သက်တာတွေရောကျွန်တော်ဒီမှာအကုန်လုံးဝယ်လို့ရပါတယ်ဒါဆိုရင်အသင်းအနေနဲ့ social media service တွေလာပြီဆိုရင် DBS တို့အခုပဲတတိယလိုက်ပါတော့